ဒီကြောင်လေးကတော့ဖခင်ကောင်းတူတိတ်ဖြစ်ချင်းနေရှာပါတယ်။ဒါကြောင့်လေတူးမှရှိတဲ့ချစ်တွေအကုန်လုံးကိုကြောင်လေးရပုံအပ်နေပါတယ်။ဒါဟာတူးဘဝရဲ့ပထမဆုံးကြိမ်ဖြစ်အဖေဖြစ်တာလည်းဖြစ်ပါတယ်။ဒါကြောင့်တားဖြစ်သူကိုဒရက်ဆက်နန်းနေချေကအချစ်တွေဖော်ပြနေပါတယ်။သူကတူတန်းကိုရမ်းချစ်တာပါ။ပြီးတော့တားဖြစ်သူဘောစိတ်ကလည်းအရမ်းရှည်ပါတယ်။သူကဖခင်ကောင်းတူဖြစ်ဖို့အတွက်နေတိုင်းလိုကြောင်လေးနဲ့ပဲချိန်တွေကုန်ပါတယ်။တိတ်မကြခင်မှာပဲကြောင်လေးကနည်းနည်းကြီးထွားလာပါတယ်။အရွယ်ရောက်လာလေဖေဖြစ်သူနဲ့ကရုပ်ချင်းပို့ပြီးစင်တူလာလေဖြစ်ပါတယ်။ဘလောက်ထိတူလဲဆိုရင်အိတ်ဆက်တဲ့ပုံစံအစား DNA စစ်စရာမလိုအောင်ထိကိုတူပါတယ်။တဖြည်းဖြည်းကြီးပင်းလာတဲ့ကြောင်လေးကိုအဖေဖြစ်သူကရှင်တိုင်းအင်းဒီလန်တွေတင်ပေးပါတယ်။ပထမဆုံးတစ်ခုကတော့တိုက်ခိုက်ရေးဗျူဟာဖြစ်ပါတယ်။ဒီခွက်ကိုတော့ကြောင်ပေါင်လေးကချက်ချင်းဆိုလိုပဲတက်မြောက်သွားပါတယ်။အဲ့ဒီနောက်မှာတော့သူကအဖေတင်ပေးထားတဲ့နီလန်တွေကိုတွန်ပြီးတခင်ဖြစ်သူရဲ့လက်ထက်ကနေထွက်ပြေးဖို့ကြိုးစားပါတယ်။ဒါပေမဲ့လည်းသူဘလောက်ပဲကြိုးစားထွက်ပြေးလို့ကမရပဲဖြစ်နေပါတယ်။နောက်နေ့မှာတော့ကြောင်လေးကချိုးတွန်းတဲ့မူရတွေပြလာပါတယ်။သူကအမြင်နဲ့လိုဆိုဖာတွေကိုလိုက်ပြီးကုတ်ချစ်ပါတယ်။အဲ့ဒီမှာအဖေဖြစ်သူကချက်ချင်းပဲထပြီးလင်းလင်းမာမာနေဖို့အတွက်ဆုံးမလိုက်ပါတယ်။တဖြည်းဖြည်းကြာလာတဲ့ခါမှာတော့ကြောင်ဖေဖေကြီးကပို့ပြီးစိတ်ညစ်လာပါတယ်။ဘာလို့လဲဆိုတော့ကြောင်လေးကတောက်တဲ့တကောင်လိုမျိုးသူ့ကိုချိန်ပြစ်လိုက်ပြီးတွေ့ကက်နေလို့ဖြစ်ပါတယ်။တခါတလေဆိုအဲ့ရဘောကနေတွန်းချတဲ့တို့ဖေဖြစ်သူကချင်မှန်းပြီးတော့အရန်လဲဆိုးလာပါတယ်။ဒါနဲ့ပဲယဉ်ကျေးမှုလေးရှိတော့အောင်ဆိုပြီးနည်းနည်းပါးပါးချကဆုံးမပဲ့ပြပေးလိုက်ပါတယ်။